မင်္ဂလာပါဒီနေ့ကတော့တနတ်တုတ်ပြမှာဖြစ်ပါတယ်။ပဝင်ပစ္စည်းလေးတွေကတော့ငပြောပူးနဲ့ကစွန်ရက်ပါ။အရင်ဆုံးငပိလေးကိုကြော်လိုက်ပါမယ်။ဒီငပိကြော်လေးရလေးဒီတုတ်မှာအသက်ပါပဲနော်။အခုကတော့ကစွန်ရက်ကလေးကတော့နည်းနည်းများသွားတယ်ပေါ့။ငပိကြော်ထားတာလေးရယ်ပြီးတော့ချက်သွန်နီစီတက်ထားတာလေးရယ်ပြီးတော့အခြားအစာပလာလေးတွေထည့်မယ်ပေါ့နော်။အချိုမုတ်စားရှင်နန်းလေးထည့်တယ်ပေါ့နော်ငပိကြော်ထားလေးနဲ့ဆိုတော့အရန်မွေးပြီးတော့စားလို့ကောင်းတယ်တခြားအရွက်စုံလေးထည့်ချင်လည်းရပါသေးတယ်ဒီနေ့ကတော့တိတ်မစုံဘူးပေါ့နော်မပြောဘူးကလည်းနည်းနည်းပဲရလိုက်တော့ရကြမို့ဒါလေးကိုညီမတို့ခေါ်ရဆိုလို့ရှိရင်တော့တနတ်တုပ်လို့ခေါ်ပါတယ်ပြီးတော့တမယာဒီလေးနှစ်တဲ့မျိုးဒီစိမ့်လေးထည့်ပါတယ်ဒီမှာအတီးရွက်လက်တုပ်စားခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုအရသာရှိရှိထမင်းမိတ်မိတ်တနတ်တုပ်ကလေးတုပ်စားလို့ရပါတယ်ရှင်